ရှင်အမတို့တွေနိုးဘရာအင်ဂျီတွေချုပ်တဲ့အခါမှာဒီအထဲကအမတို့နို့အုံဘက်ကိုထဲတဲ့နည်းပညာရေးတွေကတော့တယောက်နဲ့တယောက်ပုံစံမတူဘူးအမျိုးမျိုးရှိကြတယ်ဒီထဲမှာမှအမကဒီနို့အုံဘက်လေးတွေဆိုလို့ရှိရင်တိတိကျကျလေးဒီအင်ဂျီလေးနဲ့ချက်ကပ်နေအောင်လို့အမဘယ်လိုထည့်တာလဲအမအခုဝတ်ထားတဲ့နိုးဘရာအုံလေးတွေမှာဆိုလို့ရှိရင်အမဒီအထဲကသူ့ရဲ့နို့ဘက်လေးတွေကိုအမဘယ်လိုထည့်တာလဲဘယ်လိုနည်းစနစ်လေးတွေနဲ့သုံးသွားတာလဲဆိုတာလေးကိုအမလာပြီးတော့မျှဝေပေးပါမယ်ရှင်ဒီမှာမှတ်လာဘက်အချမ်းရှိမယ်ဒီမှတ်လာဘက်အချမ်းမှာနို့အုံကဘယ်လိုရှိရမှာလဲဒီအုံလေးရဲ့ကိုမှတော့ဒီလိုလေးဝင်အောင်တွတ်ရမှာလေနော်အဲ့တော့နို့အုံတက်တဲ့အခါမှာဘတ်တွေမှားတတ်တယ်နို့အုံကိုဒီလိုမျိုးပြောင်းမြန်နေလှန်ထုတ်လိုက်တာဒီလိုခောက်ချိုးချိုးလိုက်တာမလုံးနဲ့နော်ဒီမှာနို့အုံဒါဆိုရင်ပြောင်းမြန်ဆိုတိတာတယ်ဒီလိုလှန်ထုတ်လိုက်ဒီအလဲတွေမှာအကုန်လုံးလာပြီးအရာကြီးထင်နေတာဒါကပြောင်းမြန်နော်အဲ့တော့နို့အုံကိုလည်းကိုယ့်ရဲ့အတဲလေးတိုင်းပဲထားပါအဲ့တော့အလှဘက်အချမ်းမှာသူ့ရဲ့အုံလေးကိုတွတ်တင်ဒီမှာမှတ်လာတဲ့အမတို့ကိုပိတ်နှစ်လွှာကတ်ထားတဲ့ဟာကိုကျတော့ဒီလိုအုံပွက်လေးဒီလိုလေးလာဝင်ရမှာလေနော်အဲ့ဆိုရင်အမတို့ကအလဲစင်တာလေးကိုလာယူမယ်နို့အုံမှာလည်းအမတို့ကသူ့ရဲ့အလဲစင်တာလေးကိုလာမှတ်ထားတယ်ဒီမှာလည်းအင်ဂျီမှာလည်းအမတို့ရဲ့ရင်အုံစင်တာလေးရှိရပြီနော်အဲ့ဒီလိုစင်တာလေးတွတ်ထပ်မယ်ထပ်ပြီးတော့အဲ့နှစ်ခုလေးကိုအမတို့လက်လေးနဲ့တိချလာဖိထားပြီးရင်အမဒီအရှိမသွားပြီးတော့လိုလေးပင်လေးနဲ့တစ်ချက်ထိန်းလိုက်ရမှာနော်ပင်လေးထိန်းလိုက်သူကလိုလေးငြိမ်သွားမယ်ငြိမ်သွားတာကိုမှအမတို့ကဒီမှာကိုယ့်ရဲ့နို့အုံကဒီအပေါ်အလွှာတွေနဲ့လွတ်သလားချုပ်ပြောင်းနဲ့သွားထိနေတာဒီမှာပြန်စစ်ပြီးဒီတောင်ကျိုးကသူ့ရဲ့ဒီဂျိုင်းနဲ့သွားပြီးတော့ထောက်နေရင်အမတို့ကအဆင်မပြေဘူးလေအဲ့ဆိုအမအခုစမ်းကြည့်လိုက်တာဒီသူအပေါ်မှာလည်းလွတ်တယ်ဒီရဲ့ဘေးရလည်းအမတို့ထောက်နေရမရှိဘူးလွတ်တယ်ဆိုရင်ဒါဒီကိုယ့်ရဲ့အုံ site မှန်တယ်ဆိုရင်အမတို့ကဘာမှတိတ်ညှက်ထုတ်စရာမလိုဘူးနောက်တစ်ခုကတမီးတို့ဒီရဲ့ရင်မှာရင်အောက်အကျမြင်းရှိတယ်ရင်အောက်အကျမြင်းနဲ့အမတို့ဒီရင်အုံနဲ့ကွက်တိဖြစ်နေရမှာအဲ့ဒါဆိုရင်အမတို့ဘာမှညှက်ထုတ်စရာမလိုဘူးเนาะအမဒီကွက်တိပဲဒါဒီအမရဲ့ရင်အုံ site ဖြစ်တဲ့အတွက်အမဒီရင်အုံ site ကို38သုံးတယ်ဒီအောက်ကအလှဘက်ချမ်းလွတ်ထားမယ်ဒီတလွားကနေသူ့ရဲ့အောက်ကနေအမောက်ချီကိုလာဖောက်ယူပေးဒီမှာချီလေးကိုအမောက်ဖောက်ယူလိုက်မယ်ဖောက်ယူပြီးတော့ဒီနို့အုံလေးနဲ့ဒီဟာလေးနဲ့အလဲမြင်းချောင်းလေးတွေကနေအမတို့တွားပြီးတော့ခိုးချုပ်မှာဒီလိုလေးနို့အုံလေးနဲ့မိရမယ်ဒီပိတ်စလေးလည်းပါမယ်အဲ့တော့သူ့ရဲ့ဒီစခဲ့တဲ့အမှတ်ကနေပဲပြန်သွားမယ်ဒီလိုလေးသွားမယ်အဲ့ညမှာတစ်ခုတတိထားမှာသူချီကိုအရန်မဆွဲပလိုက်နဲ့ဆွဲလိုက်ရင်နို့အုံရဲ့အလဲချောင်းတွေကတွန့်သွားတာအလိုက်ခိုက်လေးပဲခက်ဖြော့ဖြော့လေးပဲသွားပေးမတို့ကနို့အုံပဲနားမှာစုံတာလဲစုံတဲ့အထိကိုဒီချီလေးကိုတွားပြီးချုပ်လိုက်မယ်နော်နို့အုံလေးစုံသွားပြီဆိုမှချီတုပ်စရာမလိုဘူးချီလေးကိုဖြတ်လိုက်မယ်ဒါဆိုရင်အမတို့ဒီပင်လေးတွေအကုန်ဆွဲဖြုတ်လိုက်တော့ဒီမှာတွန့်နေတဲ့နေရာဖောင်းနေတဲ့နေရာအိုင်နေတဲ့နေရာလုံးဝမရှိဘူးနို့အုံလေးကရှင်းထွက်နေတွေ့ရနော်အဲ့ဆိုအမတို့ဒီဘက်တစ်ချမ်းကိုလည်းဒီပုံစံလေးပဲအတိုင်းပဲအမတက်ပြီးကဲနိုးဘရာအင်ဂျီလေးတွေကိုချုပ်မယ်ဆိုလို့ရှိရင်အခုအမနို့အုံထည့်ပြသွားတဲ့နည်းလမ်းလေးကိုလည်းအသုံးပြုလို့ရပါတယ်ရှင်အမတော့မကောင်းဖက်ရှင်ရဲ့ teacher ချမ်းမြေဝေဖြစ်ပါတယ်အသေးအမွှားတိတိလေးရအစားဂရုစိုက်ပေးဖို့တော့မမေ့နဲ့နော်ကျေးဇူးပါရှင်